မင်္ဂလာပါ Theology တလို့ဆိုင်ရာ Morning Devotion စီစဉ်ကနေကြိုဆိုပါရစေလူတို့ကြံစီမမိနိုင်တဲ့ဖျားသခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေခဏလောက်ဆုတောင်းပြီးစပြုကြရအောင်ကောင်းကင်မြေကြီးစကြောက်လာအလုံးစုံကိုဖန်ဆင်းတော်မူသောအရှင်အဖဖျားသခင်ယနေ့လေခရစ်ရှင်တမန်တရားအလင်းကိုဖွင့်ပြတော်မူပါတမန်တရားအလင်းနဲ့နှလုံးသားကိုသွေးဆောင်တော်မူပါတမန်တရားလမ်းနဲ့ရှောင်းလန်းတည်စေတော်မူပါပါယေရှုတင်တဲ့ပါရီတော်တော်သခင်ယေရှုနာမနဲ့စပြုပါ၏အာမင်ဒီနေ့တော့ကျွန်တော်ရှင်မာကုခရစ်ကျမ်းအခန်းကြီး8အငယ်36ကနေအငယ်39မှာသခင်ယေရှုခရစ်တော်မိန့်မာတော်မူထားခဲ့တဲ့နှုတ်ကပတ်တော်ကိုတစ်ခေါက်ထပ်ပြီးဆင်ခြင်နှလုံးသွင်းကြမှာဖြစ်ပါတယ်ရှင်မာကုခရစ်ကျမ်းအခန်းကြီး8အငယ်36ကနေအငယ်39လူသည်ဤစကြဝဠာကိုအကျွင်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးလျင်အဘယ်ကျေးဇူးရှိသနည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်းဖတ်ရှုသွားတဲ့တမန်ကျမ်းစာအပြင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာရှိပါစေဒီသခင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်စကားတော်ကိုတော့ကျွန်တော်တို့အနေနဲ့အများတစ်ချိန်ထက်မကကြားဘူးဆင်ခြင်ပူးကြလိမ့်မယ်လို့ယုံကြည်မိပါတယ်လူကစကြဝဠာတစ်ခုလုံးကိုတနေရာမကြံအကျွင်းမဲ့လွှမ်းမိုးချုပ်ကင်နိုင်တဲ့အထိတက်ဆွမ်းအောင်မြင်ခဲ့ရင်တော့အသက်ဝိညာဉ်ပျက်စီးဆုံးရှုံးရမယ်ဆိုရင်ဘာလို့မလဲကြိုးစားသမျှလကားပဲအကျိုးကျေးဇူးမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တကဘာလုံးတစ်စကြဝဠာလုံးကိုအကျွင်းမဲ့လွှမ်းမိုးချုပ်ကင်နိုင်တဲ့အထိအောင်မြင်ခဲ့ရင်တော့အသက်ဝိညာဉ်ပျက်စီးမယ်ဆိုရင်လကားပဲကျွန်တော်နားလည်မိတာကိုအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့လူကပျက်စီးခြင်းဆိုတဲ့ပန်းနိုင်စီကိုဥတီနေသည်ဘလောက်တော်ဘလောက်တက်ဘလောက်အောင်မြင်အားလုံးအလကားပဲပျက်စီးခြင်းဘက်ကိုဥတီနေသည်ဘာပဲရှိအလကားပဲအရေးကြီးတာကခိုင်ခန့်စုံလင်ခြင်းပန်းနိုင်စီကိုဥတီသွားနေဖို့လိုတယ်လို့အသိပေးနေတာဖြစ်ပါတယ်ဒီနေ့လောကထဲမှာရှိတဲ့အတွေးခေါ်တစ်ခုကဒီနေ့အသေးမှာပဲမသေးခင်စိတ်ချမ်းသာအောင်နေဆိုတဲ့အတွေးခေါ်မျိုးဖြစ်ပါတယ်ဆရာဝန်လက်လျှော့လိုက်တဲ့လူနာကိုစားကျင်တာကြွေးပြောအောင်ထားဆိုတဲ့သဘောမျိုးကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အသက်ကိုလည်းသဘောထားမိတတ်ကြပါတယ်အရေးကြီးတာကမသေးခင်လေးချမ်းချမ်းသာသာနေသွားရဖို့မသေးခင်လေးစီးစိမ်ခံသွားရဖို့ပဲလို့တွေးမိတတ်ပါတယ်ဘာဖြစ်မှန်းမကျင်းသေးဘူးလေကြုံလုံးခဏမှာပျော်အောင်သာနေလို့လည်းပြောတတ်ကြပါတယ်သခင်ယေရှုခရစ်တော်ပေးတဲ့အကြံဉာဏ်ကတော့အသက်ရှင်နေတော့မှနေတိုင်းလဝါကတိုင်းထမ်းရတဲ့လမ်းကိုရွေးပါဆိုပြီးဖြစ်ပါတယ်အရေးကြီးတာကအဆုံးသတ်မှာပျက်စီးခြင်းနဲ့အဆုံးမသတ်ဖို့ဆုံးလင်းတည်မြဲခြင်းနဲ့အဆုံးသတ်ဖို့ဖြစ်တယ်လို့သွန်သင်ညွှန်ပြပါတယ်လက်ငင်းခိတ္တရမယ်ကောင်းစားရခြင်းတွေကိုမရွေးချယ်ပဲသူ့အချိန်နဲ့သူဖျားပြင်ဆင်တဲ့အချိန်မှာရောက်လာမယ်ထာဝရဒုက္ခချမ်းသာကိုရွေးချယ်တတ်ဖို့ညွှန်ပြပါတယ်အသက်ဝိညာဉ်ပျက်စီးခြင်းကနေလွတ်မြောက်စေနိုင်တာကသခင်ယေရှုခရစ်တော်တပါးတည်းပဲရှိပါတယ်ဒါကြောင့်နေ့ရက်တိုင်းမှာသခင်ယေရှုခရစ်တော်ကိုအားကိုးအမိပြုပြီးသခင်ယေရှုခရစ်တော်အလိုရှိတဲ့အတိုင်းလဝါကတိုင်းကိုထမ်းပြီးစုံလင်သောချမ်းသာရှိရာပန်းနိုင်စီသို့ဥတည်သွားနိုင်သူများဖြစ်ကြပါစေဘုရားသခင်ကောင်းကြီးပေးပါစေခဏလောက်ဆုတောင်းကြပါမယ်အဖဘုရားကိုရှင်လက်တော်ထဲသို့အနံပါ၏ကျွန်တော်တို့လက်ငင်းခိတ္တချမ်းသာခြင်းလက်ငင်းခိတ္တကောင်းစားခြင်းများကိုမတတ်မတ်ပဲဦးစားမပေးပဲကိုရရှင်အလိုတော်ကိုဦးစားပေးတတ်သောသူများဖြစ်စေပါကိုရရှင်ပြင်ဆင်ပေးထားသောစုံလင်အောင်မြင်ခြင်းပန်းနိုင်သူဥတီသွားလာတတ်သူများဖြစ်စေတော်မူပါဖဗျာယေရှုတင်နေယေရှုချီးမွမ်းတဲ့တပါးသောတော်သခင်ရှုနာမနဲ့ဆုတောင်းစကားအနံပါ၏အာမင်